မင်္ဂလာပါဒီနေ့ကျွန်တော်တို့မလေးရှားနိုင်ငံကွာလာလမ်ပူကနေစင်ကာပူကိုတော့လေကြမယ်ကဲ let's go တော့လေကြအောင်ကျွန်တော်ကတော့ KL Central ကနေတော့မှဖြစ်တဲ့အတွက်အရင်ဆုံး KL Central ကိုလာတယ်ပြီးတဲ့အခါမှာကျွန်တော်ဒီ KAIA Transit ကိုစီးပြီးတော့ DBS ကိုတော့ပါတယ်ကျွန်တော်ကားကိုရောက်တဲ့အခါမှာကျွန်တော်ဂျိုဖိုလာကင်အတွက်ကားလမ်းမဲ့ခင်ပြီးတော့လာကင်ကိုတော့တယ်ကျွန်တော်လာကင်ကိုရောက်တဲ့ချိန်ကတော့ကျွန်တော်ကညဖက်တော့တာမို့လို့မနေ့ကားရောက်တဲ့ချိန်ကတော့မနေ့4နာရီဒီလောက်ဖြစ်နေပါပြီပြီးတော့ဒီလာကင်ကနေပေါ့နော် GB Central ကိုလာတယ် GB Central ကိုရောက်ရင်ကျွန်တော်တို့ဘာမှမတော်တဲ့မှာစက်ပူမနေပါနဲ့ဒီအပေါ်မှာပြထားတဲ့စိုင်းဘိုးတွေမှာ Woolen ဆိုတဲ့စာပါတယ်အဲ့ဒီ Woolen ဆိုတဲ့အတိုင်းဒါနောက်ကလိုက်တော့လိုက်ပါအဲ့လိုဆိုရင်ကျွန်တော်တို့ဒီလိုမျိုး Woolen ဆိုတဲ့အတိုင်းနောက်ကလိုက်တော့ရင်လည်းကျွန်တော်တို့ဟာဒီမလေးရှား CNG ပေါ့နော်ဒီ immigration ဖြဲမဲ့နေကိုသွားမှာဖြစ်ပါတယ်ကျွန်တော်တော့တဲ့ချိန်ကတော့မနေ့9နာရီဒီလောက်ပဲဖြစ်လို့ဒီလူတွေကတိတ်မရှိဘူးလူတွေကနေပါတယ်အဲ့ဒီ Woolen ဆိုတဲ့အတိုင်းလိုက်တော့ရင်းနဲ့ပဲကျွန်တော်မလေးရှား CNG ရှိတဲ့နေရာကိုရောက်တော့တယ်အဲ့ဒီမှာကျွန်တော်တို့ဗီဒီယိုရလို့မရတော့ဘူးเนาะကျွန်တော်တို့ဒီ CNG မလေးရှား immigration ထိကိုရောက်ရင်ကျွန်တော်တို့က all passport နေရာမှာတက်စီမယ်ပြီးတော့ကျွန်တော်တို့ရဲ့ passport နဲ့ permit ကိုပြပြီးတော့သူတို့ကစစ်စစ်မယ်အကုန်လုံးအဆင်ပြေလို့ပြီဆိုရင်တုံးထူပေးပြီးတော့ကျွန်တော်တို့ကမလေးရှားနဲ့ထွက်သွားမှာပဲအဲ့ဒီ immigration နဲ့ထွက်သွားလိုက်ပြီဆိုကျွန်တော်တို့အောက်ကိုဆင်းပြီးတော့ဒီလိုမျိုး platform ABC ကိုတိုင်းနေတာဆင်းပြီးတော့ကျွန်တော်တို့ကတက်ကိုဖြတ်ဖို့ကားစီရမှာဖြစ်တယ်ကားစီလေးနံပါတ်ကျွန်တော်တို့ဒီမလေးရှားကသုံးတဲ့ bank တွေကိုသုံးလို့ရပါတယ် Visa Master Card တွေကိုသုံးပြီးတော့ကားစီလို့ရတယ်ပေါ့နော်အဲ့လိုကမ်းမဲ့ပါဖို့ဆိုရင်ဒီကောက်ကိုမလေးရှား ranking နဲ့ချက်ခွန်းနဲ့တက်လာမဲ့ဖို့ရတယ်ပြီးတော့ကျွန်တော်တို့ဒီ data ကနေစင်ကာပူဘူးနဲ့ဖက်ကိုမရောက်တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ကကားကတန်းပြီးကျွန်တော်တို့လမ်းလျှောက်ဆင်းရတယ်လမ်းလျှောက်ဆင်းပြီးတော့စင်ကာပူဘူးနဲ့ဖက်ကိုရောက်တဲ့အခါမှာကျွန်တော်တို့ကလက်ပွင့်နေပြီးစာအုပ်ကိုစကင်ဖက်တယ်မျက်နှာစကင်ဖက်တယ်ပြီးတဲ့အခါမှာတော့ PC တွေကိုစစ်စစ်ပါ space တာပေါ့နော်အဲ့ဒီကလုံးပြီးလို့ပြီးဆိုကျွန်တော်တို့ကအောက်ကိုဆင်းပြီးတော့ဘတ်စကားစီဒါပြီးအဲ့ဒါပြီးစကူတွေကိုဝင်နေကြပါပဲကျွန်တော်ကတော့ဒီ garage ဘူတာအထိဆင်းပြီးတော့စကူမှာဆင်းလိုက်ပါတယ်ပြီးတော့ဒီကြားတွေကတော့ဒီ center swat မှာဘတ်စကားစီနဲ့ရှောက်တော့နေတဲ့ဗီဒီယိုပေါ့နော်ဒီအကုန်လုံးအတော့ပြန်ကတော့တိတ်မကုန်ပါဘူးဒီကာလာမဲကတော့32ချက်အတော့ပြန်ဆိုရင်62ချက်ပေါ့နော်ပြီးတော့စကူမှာကတော့3လောက်ကုန်တယ်ပြီးတော့ကျွန်တော်တို့ဒီ KS string ကနေကားကိုလာတာကတော့ကားလိုက်မဲ့6ချက်ခွဲစီလာတော့ပုံပါတယ်အကုန်လုံးအစီအပြေကြပါစေအားလုံးကို goodbye